ဒီမိန်းကလေးဟာလူခန္ဓာကိုယ်ကအစီတွေကိုစားသုံးရတာကိုနှစ်သက်ပါတယ်အစီနှဲငယ်ဆုပ်ယူလိုက်ုံနဲ့တင်ကိုလေးချိန်50ကီလိုဂရမ်ကိုချက်ချင်းကျသွားစေနိုင်တာပါအဲ့ဒီအချိန်မှာအမျိုးသားတယောက်ဟာဟော့တော့စားပြိုင်ပွဲမှာအနိုင်ရပြီးအိမ်ပြန်ကားပေါ်မှာထိုင်နေတုန်းသူ့နောက်မှာထူးဆန်းတဲ့မိစ္ဆာတစ်ကောင်ပေါ်လာပါတယ်မကြခင်မှာပဲအဲ့ဒီအမျိုးသားဟာနာကျင်စွာအော်ဟစ်ရပြီးသူ့ရဲ့ခန္ဓာကိုယ်ဟာလေးလျှော့လိုက်တဲ့ပူပေါင်းတစ်ခုလိုမျိုးချက်ရက်သွားပါတော့တယ်ရဲတွေကဒီထူးဆန်းတဲ့အမှုကိုစုံစမ်းစစ်ဆေးနေတော့မှပဲနောက်တစ်နေ့မှာနောက်ထပ်ပြဿနာတစ်ခုထပ်ဖြစ်ပွားခဲ့ပါတယ်အမျိုးသမီးတယောက်လက်ကျင်ခန်းလုံးနေတုန်းတိုက်ခိုက်ခံရပြီးသူမရဲ့ခန္ဓာကိုယ်ဟာလည်းပူပေါင်းလိုမျိုးချက်ရက်သွားပြန်ပါတယ်တေဆုံးသူနှစ်ဦးစလုံးရဲ့ခန္ဓာကိုယ်ပေါ်မှာတူညီတဲ့အမှတ်အသားတစ်ခုကိုတွေ့ရှိခဲ့ရပါတယ်ရဲတွေကဂျင်အဖွဲ့ဝင်တဦးကိုစစ်မေးတဲ့အခါသူမရဲ့ကြောပေါ်မှာလည်းအဲ့ဒီအမှတ်အသားရှိနေတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီအမှတ်အသားဟာကိုလေးချိန်လျှော့ချတဲ့စင်တာတစ်ခုကပေးလိုက်တဲ့အမှတ်အသားဖြစ်ကြောင်းသူမကရဲတွေကိုပြောပြခဲ့ပါတယ်ရဲတွေဟာအဲ့ဒီစင်တာကိုတွားရောက်စုံစမ်းတဲ့အခါမှာတော့အစားအသောက်ထိန်းစရာမလိုလက်ကျင်ကန်လှုပ်เสียမလို့ပဲဝိတ်ချပေးနိုင်တဲ့ရှိုးဝက်စီမံကိန်းတစ်ခုကိုလှုပ်ဆောင်နေတာတွေ့လိုက်ရပါတယ်အဲ့ဒီကိုရောက်နေတဲ့လူတိုင်းမှာလည်းတူညီတဲ့အမှတ်အသားတွေရှိနေကြပါတယ်ဒါပေမဲ့ကျင်းပိုင်ရှင်ရဲ့ခင်ပွန်းကရဲတွေရဲ့အထောက်အထားကိုတည်သွားပါတော့တယ်စင်နာပိုင်ရှင်ဖြစ်တဲ့အမျိုးသမီးဟာတက်တေတွေကိုဖျောက်ဖျက်ဖို့အတွက်ရေခဲတစ်တာထဲမှာတင်ထားတဲ့အစီတွေကိုလွင့်ပစ်ဖို့စ조사ပေမဲ့အဲ့ဒီအစီတွေကိုမြင်တဲ့အခါမှာတော့သူမကိုယ်တိုင်မနေနိုင်ပဲစားချင်စိတ်ပေါက်လာပါတယ်အဲ့ဒီအချိန်မှာပဲရဲတွေကတင်းနဲ့ချိန်ပြီးသူမကိုဖမ်းဆီးလိုက်ပါတော့တယ်ရဲတွေကသူမကိုလူသက်သမားလို့တန်တရားရှိပေမဲ့သူမကတော့ညှင်းဆိုခဲ့ပြီးတကယ်တရားခံကဘသူလဲဆိုတာကိုလည်းမပြောခဲ့ပါဘူးတစ်ဖက်မှာလည်းမိဖို့ချောင်းထဲမှာခင်ပွန်းဖြစ်သူကသူ့ရဲ့ညီကိုဖြစ်သူကိုလူတွေအများကြီးတက်ဖြတ်ပြီးရဲတွေတတိထားမိအောင်လုပ်ရမလားဆိုပြီးအပြစ်တင်စကားများနေခဲ့ကြပါတယ်အဲ့ဒီအတန်ကိုကြားလို့ရဲရရှိကမိဖို့ချောင်းထဲကိုတွားရောက်စစ်ဆေးတဲ့အခါမှာတော့ကျင်းပိုင်ရှင်ရဲ့ခင်ပွန်းဟာအသက်ခံထားရတာကိုတွေ့လိုက်ရပါတော့တယ်